အလုတ်ထဲမှာအဲ့ဒီလူကလေဘင်းတွေအရင်နားနေတာသူ့အလုတ်ရှင်ကကြည့်လိုက်တာနဲ့တခုခုမားနေပြီဆိုတာချက်ချင်းသိသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူရပခုံးပေါ်မှာတရေတကောင်ကပ်ပါနေတာကိုဒါကိုမြင်လိုက်ရတဲ့အလုတ်ရှင်ဟာတော်တော်လေးထိတ်လန့်သွားပေမဲ့ကန်ကောင်းရှင်တော့သူ့ကိုယ်တိုင်ကနှင်ထုတ်တတ်တဲ့အတတ်ပညာရှိနေတာလေသူကချက်ချင်းပဲဒဲအိုးထဲကိုစားတွေထည့်ပြီးအညီအမျှထိအောင်စတင်လှော်ပါတော့တယ်အဲ့ဒီအချိန်မှာအဲ့ဒီရဲ့ဘေးနားမှာရှိနေတဲ့အရေးအယောင်လေးကသူ့ကိုကြောက်စိတ်ဝင်စီပေမဲ့စားလှော်ပြီးတာနဲ့အဲ့ဒီနောက်ကနေတိတ်တိတ်လေးချင်းကပ်သွားခဲ့တယ်စားနဲ့ပတ်မဲ့အချိန်မှာပဲပိုပြီးကြောက်စရာကောင်းတာကိုမြင်လိုက်ရပြန်တယ်အဲ့ဒါကတော့နောက်ထပ်တန်ရဲတကောင်ထပ်ရှိနေတာပဲသူတို့နှစ်ကောင်ကဆက်ဆက်မှုရှိနေတယ်လို့မျိုးတောင်ထင်ရတယ်ဒါပေမဲ့အလုတ်ရှင်ကတော့အချိန်ဆွဲမနေတော့ပဲစားနဲ့ချက်ချင်းပတ်လိုက်ပါတယ်တကယ်ပဲစားနဲ့ပတ်လိုက်တာနဲ့တရေကချက်ချင်းပျောက်သွားပြီးအဲဒီလဲလူကပေါ့ပါသွားတယ်လို့ခံစားလိုက်ရတယ်ပြီးတော့ကြံနေတဲ့နောက်တကောင်ကိုလည်းအလုတ်ရှင်ကစားနဲ့ပဲထပ်ပတ်လိုက်ပြန်တယ်ဒီကိစ္စတွေကိုအလုတ်ရှင်ကအဲဒီကိုဘာမှမပြောပဲအလုတ်ကိုပဲအာယုံဆိုင်ဖို့ပြောပြီးလွှတ်လိုက်ပါတယ်ဒါပေမဲ့အလုတ်ရှင်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့လေပင်ကစပြီးနားလာပါလေတော့သူကတော့တိတ်မစင်စားပဲထားလိုက်တာပေါ့ဒါပေမဲ့ညလေကောင်မှာတော့ထူးဆန်းတဲ့အတန်တစ်ခုကြောင့်သူ့နိုးလာခဲ့တယ်ထိတ်လိုက်စရာကောင်းတာကစောစောကပျောက်သွားတဲ့တရေဟာသူ့အိမ်ထဲမှာပြန်ပေါ်နေတာပဲသူနောက်တစ်ချိန်ပြန်နိုးလာတဲ့အချိန်မှာတော့တရေကမရှိတော့ဘူးအိမ်မက်နေတာပါလေလို့သူထင်ခဲ့တယ်ဒါပေမဲ့မှန်တဲ့ကိုကြည့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအတော်လေးကိုတုန်လှုပ်ချော်ချသွားပါတော့တယ်